crypto လောကထဲမှာအချိန်ကြကြနေဘူးရင်မင်းတို့တစ်ခုတည်းထားမိလိမ့်မယ် blockchain ဆိုတာအရန်ကို transparent ဖြစ်လွန်ပါတယ်မင်း wallet ထဲမှာဘယ်လောက်ရှိလဲမင်းဘာဝယ်လဲဘယ်သူနဲ့ swap လုပ်လဲဆိုတာကအစအကုန်လုံးကိုလူတိုင်းမြင်နေရတယ်ဒါကို decentralized ဖြစ်တယ်လို့နာမည်တက်ခေါ်ဝေါ်ကြပါမယ်တကယ်တမ်း real world နဲ့ရှင်းကြည့်လိုက်အောင်ကိုပန်စာကိုထဲကငွေစည်းရင်းကိုလမ်းထွားလန်းလာလူတိုင်းမြင်ရမယ်ဆိုရင်ဘယ်သူကအဲ့ဒီပန်ကိုတုံးရက်မှာလဲဒီပြဿနာက blockchain ရဲ့အကြီးမားဆုံးအားနည်းချက်တစ်ခုပဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် Binance က2026 February 2 ရက်နေ့မှာ project တစ်ခုကိုတရားဝင် list လုပ်လိုက်ပါတယ်အဲ့ဒီ project နာမည်က Zama ပါ Zama ကဘာလဲလို့မေးရင်သူတို့ဘက်ကပေးတဲ့ definition ကအရန်ရှင်းတယ် Zama is HTTPS for blockchain နဲ့ဒီစကားကတော်တော်လေး deep ထစ်တယ်ပြန်စဉ်းစားကြည့်ရင်အရင်တုန်းက internet ပေါ်မှာ HTTP သုံးလုံးက password တွေ message တွေပေးမှတ်တွေအကုန်လုံးက plain text တွေထည့်နေလို့ဂျားကနေဖြတ်ခိုးလို့ရတယ်။နောက်ပိုင်း HTTPS ဖြစ်လာမှအရာအလုံး encrypt ဖြစ်ပြီး secure ဖြစ်သွားတာလေ။အခု Zama လုပ်ချင်တာကအဲ့ဒီ concept အတိုင်းပဲ blockchain ပေါ်မှာရှိတဲ့ data တွေကိုလုံခြုံမှုအစစ်မြင့်တင်ချင်တာ။သူတို့သုံးတဲ့နည်းပညာကို fully homomorphic encryption လို့ခေါ်တယ်။နည်းပညာစကားလုံးကြီးမို့လို့ခေါင်းမလျှော်သွားနေအောင်အရန်ရိုးရိုးလေးပဲ data ကိုတောက်ခတ်ထားလျက်သားနဲ့ smart contract ကတွက်ချက်ပေးနိုင်တဲ့နည်းပညာလို့မှတ်လိုက်မဖွင့်ကြည့်ဘူးမမြင်ရဘူးဒါပေမဲ့ DeFi swap transfer အကုန်လုပ်လို့ရတယ်နောက်ပြီးဒါက mixer လို့ project မျိုးလည်းမဟုတ်တယ်လို့တီးတန့်ခွဲထွက်နေတဲ့ privacy chain လို့မျိုးလည်းမဟုတ်ဘူး Ethereum BNB EVM chain တွေပေါ်မှာ layer တစ်ခုအနေနဲ့တင်သုံးလို့ရတယ်ဆိုလိုတာက chain အသစ်ပြောင်းစရာမလိုဘူး wallet အသစ်မလိုဘူး developer တွေကလည်း solidity နဲ့ပဲ confidential dApps တွေကိုရေးလို့ရတယ်။ဒါကြောင့် Zama ကို privacy ခွိုင်လို့မမြင်ပဲ blockchain ရဲ့ infrastructure upgrade တစ်ခုလိုပဲမြင်စေချင်တယ်။ဒီ project ရဲ့နောက်ွယ်က team ကလည်းရိုးရိုးမဟုတ်ဘူး။ cryptography PhD 38ယောက်အပါအဝင်စုစုပေါင်းလူအယောက်200ကျော်နဲ့ဖွဲ့စည်းထားတဲ့ကမ္ဘာအကြီးဆုံး FHE research team မှာ founder ကိုယ်တိုင်က Palia encryption ကိုတီထွင်ခဲ့တဲ့ cryptography legend ကိုယ်တိုင်ပဲinvestor တွေကြည့်လိုက်ရင်လည်း Solana founder, Ethereum co-founder, Polygon founder စတဲ့ industry ထိပ်သီးတွေအကုန်ပါတယ်။ token launch လုပ်တာအစားတာမန်မဟုတ်ဘူး။သူတို့ကိုယ်တိုင်စောက်ထားတဲ့ confidential system နဲ့ seal bid option လုပ်ပြီးမှ launch လုပ်တာ။ကို product ကိုကိုယ်တိုင်သုံးပြီး token ထုတ်ပြသွားတာမျိုးက crypto မှာရှားပါတယ်။ Z token ရဲ့ RON ကလည်းဈေးကစားဖို့တတ်တယ်မဟုတ်ပဲ protocol fee ပေးဖို့ staking လုပ်ဖို့နဲ့ network လဲပတ်ဖို့အထက်မရှိမဖြစ်လိုအပ်တဲ့ utility token ပုံစံမျိုးပါတခါတလေကြာရဲ့လူတွေက crypto ကို casino လို့ပြောကြတယ်ဒါပေမဲ့ Zama က casino project မဟုတ်ဘူး internet ပေါ်မှာ HTTPS မရှိရင်မဖြစ်နိုင်တယ်လို့မျိုး blockchain ပေါ်မှာမရှိရင်မဖြစ်နိုင်တဲ့ layer တစ်ခုအနေနဲ့ဝင်လာတဲ့ project ပါအနာဂတ်မှာ finance AI government နဲ့ cloud data တွေအကုန် on chain ကျင်မဲ့ဆိုရင် data ကိုလူတိုင်းမြင်နေရလို့ပဲဖြစ်မလဲအဲ့ဒီအချိန်ကျရင် Zama လို project တွေကမထင်မရှားနဲ့အရေးပါတဲ့ infrastructure ကြီးဖြစ်နေလိမ့်မယ် Zama ကို trade လုပ်ချင်ရင်တော့အခု Binance Spot မှာ trade လုပ်နေရပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်